Hello မင်္ဂလာပါမေဆယ်လီအင်ကြီး Digital Business Page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မင်္ဂလာညချမ်းလေးပါဒီနေ့တော့8:40ရှိသွားပြီ live လေးပြန်တက်လာပြီလေဒီနေ့ကတော့လေအစတော့တခြားခေါင်းစဉ်လေးရွေးထားတယ်ပေါ့နော်ဒါပေမဲ့အခုပြန်ပြီးတော့တွေးကြည့်လိုက်တဲ့အချိန်မှာပြန်ပြီးတော့ခေါင်းစဉ်ကပြန်ပြောင်းသွားပြီပေါ့နော်ခေါင်းစဉ်ပြန်ပြောင်းသွားပြီဘာဖြစ်လို့လဲဆိုတော့ဒီနေ့မနေ့ကတနေ့ကဒီ3-4ရက်4-5ရက်လောက်ရှိပြီအများဆုံးတော့ message ကဘာလဲဆိုရင်ခဏလေးပါအများဆုံးတော့ message ကဘာလဲဆိုရင်မပြောခင်ပေါ့နော်ခဏလေး share လိုက်ပါဦးမယ်ရှင့် share လိုက်ပါဦးမယ်ရှင့်ဘာဖြစ်လို့လဲဆိုတော့တချို့မေးထားတဲ့လူတွေလေးပေါ့နော်ဒီမှာ live လေးတွေ့ပြီဆိုရင်ဝင်ပြီးတော့တခါတည်းနားထောင်လို့ရအောင်လို့လေဘာဖြစ်လို့ဆိုဒီရက်ပိုင်းမှာကျမတကယ်ကိုမအားရဆုံးကအဲ့ဒီဟာတွေကို answer လုပ်ရင်းနေပဲပေါ့နော်ဆိုတော့အားလုံးအတွက်အဆင်ပြေပြီးသားဖြစ်အောင်လို့ကျမကခဏလေးပါအားလုံးပေါ့နော် wifi နေဘယ်သူဖွင့်ထားတာတုံးစီမဖွင့်ချင်ဘူးလေအဲ့တော့ပေါ့နော်အားလုံးတယောက်ချင်းစီမင်္ဂလာပါပေါ့ဆိုတော့ဒီရက်ပိုင်းမှာအမေအများဆုံးနဲ့အခုဒီ live ကိုမတက်ခင်အထိလဲတောက်ရှော့တယောက်ပြီးတယောက်ကို voice message နဲ့ကောဘာခေါ်မလဲစာရေးပြီးတော့ message ပို့ပြီးတော့ကောအများဆုံးလောက်ရတာမေခွန်းဒီရက်ပိုင်းလုံးဝမအားဘူးအဲ့ဒါဘာလဲဆိုတော့စိတ်ဝင်စားပါတယ်အမကြီးဒီလုပ်ငန်းကိုအရန်စိတ်ဝင်စားပါတယ်ဒီလုပ်ငန်းကိုအရန်လဲလုပ်ချင်ပါတယ်ဘယ်ကစရမလဲဘာစလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့မေခွန်း99%တော့မေခွန်းတွေကဒီမေခွန်းဖြစ်တယ်ဒီရက်ပိုင်းမှာဆိုတော့ဒီ live လေးကိုပေါ့နော်ကြည့်ဖြစ်တဲ့လူတွေဆိုလို့ရှိရင်တော့နောက်မှပဲကြည့်ဒါကဒီရက်ပိုင်းမှာဖြည့်တဲ့ဒီຢာနဲ့ပတ်သက်ပြီးဖြည့်ရတယ်ဆိုပေမဲ့နောက်မှကြည့်ဖြစ်တဲ့လူတွေဘယ်အချိန်ပဲဖြစ်ဒီဗီဒီယိုလေးကိုမြင်သွားတယ်ဒီ live လေးပြပေါ့နော် replay လေးကိုပြန်ကြည့်ဖြစ်တဲ့လူကတွေ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီအကြောင်းကိုဘယ်အချိန်ပဲကြည့်ဒီအတိုင်းပဲဖြစ်မယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးဒီလုပ်ငန်းကအသက်18နှစ်ပြည့်တဲ့ဒူတိုင်းကိုပိုင်လုပ်ငန်းနဲ့ဆုံးရှုံးမှုမရှိဘဲ passive income ရပြီးရပ်တည်ခြင်းတဲ့ဒူတိုင်းစ조사ခြင်းဒူတိုင်းအတွက်ဒီ digital business မှာ welcome ပါလို့အရင်ဆုံးပြောချင်တယ်အဲ့ဒီလိုလူမျိုးတွေအတွက်ဒီ digital business ကဖြစ်တယ် digital business ဒီအမပြောမယ်ဆိုလို့ရှိရင်လူတိုင်းအတွက်ဖြစ်တယ်ဒီအခွင့်အရေးကလူတိုင်းအတွက်ဖြစ်ပါတယ် but လူတိုင်းကစိတ်ဝင်စားတာမဟုတ်ဘူးလူတိုင်းကကိုယ်ပိုင်အရင်းနှီးနဲ့ကိုယ်ပိုင် business ကိုလုပ်ချင်ကြတာမဟုတ်တဲ့အပေါ်မှာဒီကိုယ့်ရဲ့ life ကိုတကယ်ချင်းဖြစ်ချင်တယ် worldwide ကိုတွားပြီးတော့တကယ် income ကောင်းနဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်စ조사ချင်တယ်ဆိုတဲ့လူတိုင်းကdigital business မှာအထူးတင့်တော်တဲ့ right place ပါလို့အရင်ဆုံးပြောချင်တယ်အဲ့တော့ဒီနေ့များစွာတော့ပေါ့နော်ဒီ business ကိုစိတ်ဝင်စားပါတယ်ဘယ်လိုလုပ်ရမှာလဲဘယ်လိုစတင်ရမှာလဲလေ့လာချင်ပါတယ်ဆိုတဲ့လူတွေအတွက်အခုစပြောပါမယ်ပထမဦးဆုံးဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့လူတိုင်းကကျမအပါအဝင်ဒီ digital business မှာရင်းနှီးမြှုပ်နှံပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်ပေါင်းသိန်းပေါင်းများစွာရှိတယ်တဦးမကြံအားလုံးဒီအခုကျမပြောမဲ့ first step အဆင့်ကနေစတင်ခဲ့ကြတာဖြစ်တယ်အဲ့အဆင့်ကနေဒီနေရာကိုရောက်နေကြတာဖြစ်တယ်ဆိုတော့အရင်ဆုံးပြောလိုပါတယ်အဲ့တော့စိတ်ဝင်စားတဲ့လူတိုင်းလေ့လာခြင်းတဲ့လူတိုင်းကဘယ်သူနဲ့စိတ်ဝင်စားတာလဲဘယ်သူနဲ့ register လုပ်ချင်တာလဲဥပမာကျမကိုဆိုရင်အခု message မှာအရန်စိတ်ဝင်စားတယ်ဘယ်လိုလုပ်ရမလဲအရန်စိတ်ဝင်စားပါတယ်ဘာစလုပ်ရမလဲပြောပြပေးပါရှင်ပြောပြပေးပါဗျာဘာကနေစတင်ရမလဲဆိုတဲ့မေးခွန်းတွေအပေါ်မှာ
ဥပမာကျမရဲ့ website ဒီကျမအခုဒီမှာလေးရေးထားပေးတယ်ပေါ့နော်ကျမနဲ့လာမေးတယ်ဆိုရင်ဒါကျမနဲ့လက်တွဲပြီးကျမနဲ့လေ့လာချင်တာဖြစ်တဲ့အတွက်ကျမရဲ့ website ဖြစ်တဲ့ www.maysellyng.com မှာသွားပြီးတော့ပေါ့နော်ကိုယ့်ရဲ့ name ကိုယ့်ရဲ့ email address လေးကိုဖြည့်ပြီးတော့ register လုပ်လို့ရပါတယ်အဲ့ဒီအချိန်မှာဒီ Google ထဲကိုသွားပြီးရင်ဒီ www.maysellyng.com ကိုဝင်လိုက်ပြီဆိုရင် name နဲ့ email address ဖြည့်တဲ့နေရာလေးမှာဖြည့်ပြီးသွားပြီဆိုရင်အောက်မှာ၄တောင်ကွက်တေးသေးလေးဘယ်ဘက်တောင်လေးမှာရှိပါလိမ့်မယ်အဲ့ဒီ email ဖြည့်ထားတဲ့အောက်ကပ်ရက်ကလေးမှာပဲအဲ့ဒီမှာအမှန်ချစ်ကလေးချစ်ပြီးရင် register လုပ်လိုက်ပါအဲ့အထီပေါ့နော်အားလုံးအတွက်လွယ်ကူလေးမယ်လို့ညွှန်လင်းပါတယ်အဲ့တော့အဲ့လို register လုပ်ပြီးပြီဆိုတဲ့အချိန်ကြရင် thank you page လေးကြာလာပါလိမ့်မယ်အဲ့ဒီမှာ video လေးပါပါလိမ့်မယ်လုပ်ငန်းအကြောင်းကိုလေ့လာချင်တာဖြစ်တဲ့အတွက်လုပ်ငန်းအကြောင်းသေချာရှင်းပြထားတဲ့မိနစ်60 video လေးကအဲ့ thank you page မှာတွေ့လိမ့်မယ်ပေါ့နော်မိနစ်60စာရှင်းပြထားတယ်အဲ့တော့အဲ့ဒီမိနစ်60စာရှင်းပြထားတဲ့ video လေးကအဲ့ဒီမိနစ်60စာရှင်းပြထားတဲ့ video လေးကတကယ်လို့ပေါ့နော်ကိုကဒီ digital business ကြီး worldwide တွားတာဖြစ်တဲ့အတွက်လေ့လာရတဲ့ဟာက English လိုပဲလေ့လာရပါမယ် English လိုပဲဒီ video မိနစ်60ရှင်းပြတာကိုတွေ့ပါလိမ့်မယ်ဒါပေမဲ့ဒီ digital business ကိုမြန်မာလိုပဲလုပ်ချင်တယ်မြန်မာလိုပဲလေ့လာချင်တယ်ကိုယ်ပိုင်အရင်အနှီးငွေထည့်ဝင်ပြီးတော့မှကိုယ်ပိုင် business ကိုလုပ်တဲ့အခါမှာ worldwide တော့သွားတယ်ဒါပေမဲ့မြန်မာလူနဲ့ပဲသွားချင်တယ်မြန်မာလူနဲ့ပဲလုပ်ချင်တယ်ဆိုတဲ့လူတွေအတွက်လေကိုယ့်ဘက်ကို register လုပ်ပြီးပြီဆိုရင်အမရဲ့ personal Facebook ဖြစ်တဲ့ Mayselly မှာပေါ့နော်message ကနေလည်းတောင်းလို့ရတယ်အဲ့ဒီကနေမှ add friend လုပ်ပါအဲ့ဒီက messenger မှာကျမကတော့ဘယ် name ဘယ် email နဲ့ register လုပ်ထားပါတယ်မြန်မာလူလေ့လာချင်ပါတယ်ဆိုတာ welcome ပါလာတောင်းဆိုပါကျမပို့ပေးပါမယ်မြန်မာလိုစာတန်းထိုးပြီးရှင်းပြတာရောမြန်မာလိုပဲလုံးဝအပြည့်အစုံရှင်းပြထားတာကိုပို့ပေးပါမယ်ဘာကြောင့်လဲဆိုတော့ကျမကအားလုံးကိုကျမကိုယ်တိုင်လည်းမြန်မာလိုပဲလုပ်နေတယ်ပေါ့နော် worldwide တွားတယ်ဆိုပေမဲ့အားလုံးကကိုနားလေတဲ့ဘာသာစကားနဲ့လွယ်ကူစွာတွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီမြန်မာ community အတွက်မြန်မာလူမျိုးတိုင်းအတွက်ကတော့မြန်မာလိုကအလွယ်ဆုံးဖြစ်မယ်ဆိုတာကိုယုံကြည်တယ် English လိုပဲအားသန်တဲ့လူတွေလည်း English လိုပဲဆက်ပြီးလေ့လာသွားလို့ရတယ်နှစ်မျိုးစလုံးလေ့လာတဲ့ခြင်းတဲ့လူတွေလည်းတောင်းဆိုလို့ရတယ်ပေါ့နော်အဲ့ဒါကိုတစ်ချက်ပြောချင်တယ်နောက်ထပ်တစ်ချက်ကဒီ register လုပ်ပြီးတဲ့အချိန်မှာကျမကိုမြန်မာလိုတောင်းတဲ့အချိန်မှာဘယ် name ဘယ် email လဲဆိုတာပြောပြပေးမှတောင်းမယ်ဆိုလို့ရှိရင်ပိုပြီးအဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့ကျမက system ထဲမှာဝင်သလားမဝင်ဘူးလားဆိုတာအရင်စစ်ပေးရမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာ system ထဲဝင်တယ်ဆိုရင်ဒီမြန်မာလိုလေ့လာဖို့ပို့ပေးတာကအရန်ကိုအဆင်ပြေတယ်။ဒါကြောင့်မို့လို့ဘယ် name ဘယ် email နဲ့ register လုပ်တယ်ဆိုတာကိုပြောပြပြီးတော့မြန်မာလိုလာတောင်းဆိုလို့ရပါတယ်။နောက်ထပ်ဒုတိယအချက်ကိုယ်တိုင် register လုပ်ပြီးထားတဲ့သူများအမကိုလာမပြောဘူး English လိုပဲအဆင်ပြေလို့ English လိုပဲလေ့လာပြီးသွားချင်နေတဲ့သူတွေအတွက်လည်းကျမအမြဲတမ်းပေါ့နော် system တွေကိုဝင်လာတာနဲ့ email reply အမြဲတမ်းလုပ်ပါတယ်။ email လေးတွေတစ်ချက်ပြန်စစ်ပေးကြပါ email မှာ step by step အဆင့်ဆင့်ဘယ်လိုလေ့လာလို့ရတယ်ဆိုတာကိုပြောပြထားပါတယ်အဲ့တော့ကိုကစိတ်ဝင်စားလို့ရှေ့ဆက်တိုးချင်တယ်ဆက်သွားချင်တယ်ဆိုလဲ step by step ရှင်းပြတဲ့အတိုင်းသွားဖို့ရယ်ပြီးတော့မေးခွန်းလေးတွေရှိရင်ကျမရဲ့ messenger မှာလာပြီးတော့ပွန့်ပွန့်လင်းလင်းဆွေးနွေးလို့ရအောင်ရဲ့အတွက် information လေးတွေအကုန်လုံးအဲ့ email မှာပြောပြထားပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ကိုယ်တိုင်ပဲ register လုပ်ပြီး English လိုပဲလေ့လာနေတဲ့လူတွေအတွက်လည်း email လေးတော့ပြန်စစ်ပေးကြပါလို့အသိပေးချင်ပါတယ်အဲ့ဒီမှာလုပ်ငန်းအကြောင်းကိုတချို့ကလာပြီးတော့မေးကြတယ်ပေါ့နော်ပညာပေးအနေနဲ့ပဲ live မှာပဲရှင်းပြလို့မရဘူးလားလို့မေးကြတယ်အဲ့လိုမေးခွန်းလေးတွေမေးကြတယ်အားလုံးကိုနားလည်ပါတယ်ဒါပေမဲ့ဥပမာကျောင်းနေတဲ့သူတယောက်ကထားလိုက်ပါတော့9တန်းကနေ6တန်းတက်တယ်ပဲထားသူငယ်တန်းကနေ1တန်းတက်တယ်ပဲထားသူငယ်တန်းအကြောင်းပဲပြောရအောင်ပေါ့နော်တက်တယ်ပဲထား
အဲ့ဒီချိန်မှာကျောင်းကိုလည်းလုံးဝမသွားပဲနဲ့ဖတ်ခိုင်းခြင်းလည်းမရှိပဲနဲ့ဘလို့ဖတ်ရတယ်ဆိုတာလည်းမပြပဲနဲ့ဒီထဲမှာဘာတွေရှင်းပြထားတာပါလို့ပြောတယ်ဆိုရင်ဘလို့မှဒီစာကိုတင်ယူနေတဲ့လူကဘလို့ရှင်းရှင်းနားလည်မှာမဟုတ်ဒီစာအုပ်ကဖတ်ဖို့အတွက်ဖြစ်တယ်ဒီစာမျက်နှာတွေကိုဒီလိုဖတ်ရမယ်ဒီလိုဖတ်ဖို့အတွက်သင်ရတယ်သင်ပြီးရင်နားမလည်တာရှိရင်ပြန်မေးရတယ်အဲ့ဒီကနေသိသွားတယ်ဒီမှာလဲဒီလိုပဲကိုလှုပ်ချင်တဲ့ digital business မှာကိုကစိတ်ဝင်စားတယ်ဆိုရင်လေ့လာဖို့အတွက်ကိုယ့်ဘက်ကကိုယ့်ရဲ့ life ကို change ဖြစ်ဖို့အရင်ဆုံးအချိန်ပေးရပါတယ်မတို့ကိုယ်တိုင်လဲသူများအစင်တဲ့ပြောပြတာဆိုအရန်ကြိုက်တယ်ဒါပေမဲ့ဘလို့နားလည်မှုလွဲတာမျိုးဆိုလို့ရှိရင်ဘလို့လုပ်မလဲပြောပြတာကတစ်ခုကိုထင်လိုက်တာကတစ်ခုဆိုတော့ကိုယ်တိုင်မိနစ်60ဗီဒီယိုနဲ့လေ့လာတဲ့အချိန်မှာ system နဲ့ရှင်းပြထားတယ်တေချာစနစ်တကျရှင်းပြထားတဲ့အတွက်ကိုယ့်အတွက်ပိုနားလည်လွယ်တယ်ကိုကအဲ့ရှင်းပြထားတာကိုလေ့လာထားတဲ့အတွက်ထွက်ပေါ်လာတဲ့မေးခွန်းတွေကိုအမနဲ့လာဆွေးနွေးတယ်စိုးရိမ်ကြောက်ကြတဲ့မေးခွန်းတွေလည်းဆွေးနွေးတယ်ဆိုလို့ရှိရင်အမအကုန်လုံး welcome ပါရှင်းပြပေးမယ်ပြပြပေးမယ်အဲ့အချိန်မှာအမရှင်းပြတဲ့အချိန်မှာဂျိတ်ဆက်မိပြီးတော့ပိုနားလေတယ်ပိုသဘောပေါက်တယ် reasonable ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုလည်းသိနိုင်မှာဖြစ်တယ်အဲ့တော့လုံးဝကိုယ့်ဘက်ကလေ့လာခြင်းမရှိတဲ့အရာကိုအမကရှင်းပြတယ်ဆိုလို့ရှိရင်ဘလို့မှခရီးပေါက်မှာမဟုတ်ဘူးနံပါတ်1အချက်နံပါတ်2အချက်ကဘာလဲဆိုတော့မိနစ်60စာကိုမှတေချာစနစ်တကျ system နဲ့ရှင်းပြထားတာကိုအမတို့ကဒီတိုင်းရှင်းပြမယ်ဆိုအချိန်အကြာကြီးပေးရမှာလေနော်စကားနဲ့ပြောပြီးရှင်းပြရအချိန်အကြာကြီးပေးရမှာနားလည်မှုတွေလွဲမယ်တစ်ချက် digital business ကလူတိုင်းကကိုယ့်အတွက်ဆိုတာကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ကိုယ်တိုင်လေ့လာခွင့်ရှိအောင်မဟုတ်ရင်ဟိုလူကဟိုလိုပြောလို့ဒီလူကဒီလိုပြောလို့ဆိုတာမျိုးမဖြစ်ရအောင်အားလုံးအတွက်တပြေးညီတဲ့100%ထပ်တူညီတဲ့နေရာမှာပဲလေ့လာခွင့်ရအောင် system ကတိဆောက်ထားပြီးရှင်းပြပေးထားတာဖြစ်တယ်အဲ့တော့တယောက်နဲ့တယောက်ရှင်းပြတာလဲလွဲစရာမရှိတော့ဘူးစကားနဲ့ဆိုရင် system မှာရှင်းပြလို့ slide တွေနဲ့မဟုတ်တဲ့အတွက်နားလည်မှုလွဲမယ်ဒါကြောင့်မို့လို့အားလုံးကိုတန်းတူရစေချင်တယ်အားလုံးကိုတန်းတူမြင်စေချင်တယ်ဘသူကဘာပြောလို့ပါဆိုတာထက် system မှာကိုယ်တိုင်လေ့လာပြီးကိုကြိုက်လို့ကိုနှစ်တက်လို့ကိုဘက်ကတဆင့်ပြီးတဆင့်ရှေ့တိုးတာမျိုးပဲပျော်ရွှင်စိတ်နဲ့ရှေ့တိုးတာမျိုးပဲဖြစ်စေချင်တဲ့အတွက်လေ့လာခိုင်းခြင်းဖြစ်တယ်နောက်ထပ်တစ်ချက်ဘာကြောင့်လေ့လာခိုင်းတာလဲကိုယ်တိုင်ဒီ online ပေါ့နော်စီးပွားရေးပေါင်းများစွာရှိတယ်နည်းပညာတွေအရန်တိုးတက်လာတဲ့အပေါ်မှာ social media platform တွေသုံးပြီးလုပ်လို့ရတဲ့စီးပွားရေးတွေထဲမှာအများကြီးရှိတဲ့ထဲမှာမှစစ်မှန်တဲ့စီးပွားရေးမဟုတ်ပဲနဲ့ online ဒီတိုးတက်လာတဲ့ social media ကိုခုတုံးလုပ်ပြီးလုပ်နေတဲ့ business တွေလည်းအများကြီးရှိတယ်ဒါလိုမျိုးအလိမ်ခံရတာတွေမဖြစ်အောင်ကိုယ်တိုင်လေ့လာခွင့်ပေးထားတာကျမတို့ကအလိမ်မခံစေချင်တဲ့အတွက်ကိုယ်တိုင်မြင်အောင်ကြည့်ခိုင်းတာပါဇက်အပြောနဲ့ပဲဆိုရင်အဲ့လိုမျိုးပါဇက်ကပြောတာကိုပဲပေါ့နော်ကိုယ့်ရဲ့လေ့လာမှုမပါဝင်ဘဲနဲ့ပဲသွားမယ်ဆိုရင်ဘသူကအာမခံတာလဲကျမတို့ဘက်ကအာမခံလို့အလိမ်မခံရအောင်ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်နိုင်အောင်အသင်ပဲငွေတွင်းမှာဘသူမှမလုပ်ခိုင်းဘူးလေးလာကြည့်ပါကြိုက်တယ်ဆိုမှယင်းနှီးမြုပ်နှံပါလုပ်ဖို့ဆုံးဖြတ်တယ်ဆိုမှ$149ပေးတဲ့ second step ကိုဆက်ပြီးတော့လေးလာပါအဲ့ဒီဟာလေးလာပြီးကြိုက်ပြီးဆုံးဖြတ်ပြီးဆိုမှယင်းနှီးမြုပ်နှံဖို့တွားဖို့အတွက်ကိုချင်းကောခေါ်ပြီးယင်းနှီးမြုပ်နှံပါဆိုပြီးတော့ step by step ကိုကူညီပေးတာဖြစ်တယ်အဲ့တော့ကို့အနေနဲ့ကကိုပိုင်အရင်အနှီးနဲ့စီးပွားလုပ်ချင်တာမဟုတ်ဘူးတချို့က online မှာဒီလို live လေးတွေလုပ်ပြီး income ရတယ်လို့ထင်ပြီးလေးလာတဲ့လူလည်းရှိတယ်မဟုတ်ပါဘူး own business ပါကိုပိုင် business ဖြစ်တဲ့အတွက်အဆင့်ဆင့်လေးလာပြီးကြိုက်ပြီးဆိုရင်
ကို digital business မှာတကယ်စတင်ခြင်းနဲ့ passive income ရခြင်းနဲ့အနာဂတ်အတွက်တည်ဆောက်ခြင်းတယ်ဆိုရင်ကိုယ်ပိုင်အရင်းအနှီးနဲ့ own business နဲ့စတင်ရတာဖြစ်ပါတယ်မိတ်ဆွေတို့ဒီနေ့ဘာဆိုင်လေးပဲဖွင့်ခြင်းအရင်းအနှီးနဲ့စတင်မှကိုယ်ပိုင် business ဆိုတာဖြစ်လာတာလေနော်ဒီ digital business ဒီ worldwide ကိုသွားတာပါနိုင်ငံတကာဘယ်နိုင်ငံမှာပဲနေဘယ်နိုင်ငံကိုပဲသွားခရီးတွေဘလို့ပဲသွားဘယ်နေရာကနေဆိုလုပ်လို့ရတယ် high income ပေးတဲ့ business မျိုးဖြစ်တယ်အဲ့တော့ကိုယ်အနေနဲ့အနာဂတ်အတွက် passive income ပေးတာကိုလိုချင်တယ် time freedom financial freedom နဲ့ရပ်တည်ခြင်းနဲ့ income မျိုးနဲ့ပဲ life ကိုဖြတ်တန်းခြင်းနဲ့အဲ့လိုဘဝနဲ့ပဲတစ်သက်လုံးနေသွားခြင်းနဲ့အတွေ့အကြုံ skill တွေမရှိဘဲနဲ့ zero experience zero skill နဲ့လည်းစလို့ရတယ် lifetime တစ်ခုလုံး mentor နဲ့ coach ပေးထားတဲ့အတွက်ကိုယ့်ရဲ့စီးပွားအောင်မြင်ဖို့ကိုအမြဲတမ်း training တွေနဲ့ဒီ mentor နဲ့ coach နဲ့ community နဲ့ mastermind တွေ meeting တွေကနေတည်ယူခွင့်ရပြီးတော့အပြင်မှာလို့သင်တန်းတွေပွားစီတက်နေအောင် like တက်စရာမလိုပဲဒီ social media platform တွေကိုအတုံးပြုပြီးတော့မှန်ကန်တဲ့စီးပွားရေးဘယ်လိုလုပ်လို့ရတယ်ဆိုတာကို systematically တကယ်ကိုစနစ်တကျရှင်းပြပြီးတော့လက်တွဲခေါ်ကူညီပေးတဲ့စီးပွားရေးမျိုးဖြစ်တယ်အဲ့တော့အဲ့ဒီစီးပွားရေးမျိုးမှာပဲရှောက်လန်းချင်နေဆိုရင်ဒီ business ကမိတ်ဆွေတို့အတွက်တကယ်ကို right place လို့ပြောချင်ပါတယ်အဲ့တော့အစောပိုင်းမှာကျမကဒီနေ့ digital business ကိုပေါ့နော်အခြားကောင်းစဉ်နဲ့ပြောဖို့ရှိပေမဲ့တကယ်ကိုဒီ4-5-6ရက်မှာကဒီမေးခွန်းတွေတအားများတယ်တအားကိုများပါတယ်အဲ့တော့ကျမတယောက်မကြံကိုလေပေါ့နော် busy ဖြစ်နေလို့ချက်ချင်းမဖြေနိုင်ရင်တော့တွေ့တာနဲ့ချက်ချင်း reply လုပ်ထားပေးပါတယ် message box လေးတွေစစ်ကြပါ voice message လေးတွေနားထောင်ပေးကြပါကိုယ်တိုင် register လုပ်တဲ့လူတွေ email နဲ့ပြန်စစ်ပေးကြပါဒီအထီပေါ့နော်အားလုံးနားလည်လွယ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်တစ်ချက်ကဒီ digital business ကို register လုပ်ထားတဲ့သူတိုင်းရက်ပေါင်း60တိတိ update information တွေ email ရရှိမှာဖြစ်ပါတယ်အဲ့ဒီ email က update information တွေအကုန်လုံးကိုပို့ပေးတာပါအဲ့တော့ automatic system ကပို့ပေးတဲ့အပေါ်မှာကျမတို့ ਨੇ register လုပ်ထားတဲ့အတွက်ကျမရဲ့နာမည် email နဲ့ပဲဝင်ပါလိမ့်မယ်ဒါပေမဲ့ automatic system ကပို့တာပါ update information တွေကိုဒါကြောင့်ဒီလုပ်ငန်းကကိုယ့်ကိုအချိန်ကုန်လူပင်ပန်းသက်သာအောင်လူပေါင်းရာပေါင်းဖြစ်စေထောင်ပေါင်းဖြစ်စေသူတို့ automatic system နဲ့ချိတ်ထားပြီးတော့ဒီ update information တွေကိုယ့်အစားသူတို့ကအလုပ်လုပ်ပေးတာဖြစ်တယ်အဲ့တော့ဒီဝင်လာတဲ့ email တွေကိုကိုကဒီအလုပ်ကိုမလုပ်ချင်တော့ဘူးစိတ်လဲမဝင်စားဘူးဒီ email ဝင်နေတာကိုလည်းမကြိုက်ဘူးဆိုလို့ရှိရင်အဲ့ဝင်လာတဲ့ email ထဲကိုဝင်ပြီးတော့အောက်နားမှာ unsubscribe ဆိုတာလေးရှိပါတယ်အဲ့ဒီအပြိုင်အောင်လေးကိုတွား click လုပ်လိုက်ပါနောက်နေ့ကစပြီးဒီ email ဝင်တော့မှာမဟုတ်ပါဘူးကိုယ့်ဘာကိုရက်တန့်ပြစ်လို့ရပါတယ်နော်အဲ့ဒါလေးကိုပြောချင်တယ်နောက်ထပ်တစ်ခုကကျမနဲ့ပေါ့နော် website မှာ register လုပ်ထားတယ်ဆိုလို့ရှိရင်ပဲဖြစ်ကျမနဲ့အခုဒီ digital business ကိုစိတ်ဝင်စားပြီးကျမနဲ့လက်တွဲချင်လို့ကျမရဲ့ website မှာ register လုပ်တယ်ဆိုရင်လေကျမနဲ့မတိုင်ခင်အရှိမဒီ digital business ကိုတဘောကြလို့တယောက်နဲ့ register လုပ်ထားဖူးခဲ့တယ်ဆိုရင်ရက်ပေါင်း60မပြည့်မချင်း2လမပြည့်မချင်းနောက်တစ်ယောက်နဲ့ register လုပ်ရင် system တဲကိုမဝင်ပါဘူးတော်တော်များများဒါကိုသိကြမယ်လို့မထင်ဘူးပေါ့နော်သိကြမှာမဟုတ်ဘူးလို့ကျွန်မယူဆတဲ့အတွက်ဒီဟာလေးကိုထည့်ပြောပေးတာပါအဲ့တော့နှစ်အတွင်းမှာ2လအတွင်းမှာဆိုလို့ရှိရင်ကျမနဲ့သွားချင်ပင်မဲ့ကျမနဲ့ register လုပ်လိုက်ပင်မဲ့ကျမရဲ့ system တွေကိုမိတ်ဆွေတို့ရဲ့ email က register ကဝင်ရောက်လာမှာမဟုတ်ပါဘူး2လမပြည့်သေးတဲ့အတွက်ပထမလုပ်ထားတဲ့ဒူစီကိုပဲအဲ့ဒီ email ကသွားပါလိမ့်မယ်အဲ့ဒီ register ကသွားပါလိမ့်မယ်ထပ်လုပ်တဲ့ဟာတော့မတွားဘူးပေါ့နော်သူနဲ့ system ထဲမှာပဲရှိနေတဲ့အတွက်သူနဲ့ပဲဆက်ရှိနေမှာဖြစ်တယ်ကျမနဲ့ထပ်လုပ်တဲ့ဟာကတော့သူ့တဲကိုရောက်သွားမှာမဟုတ်ဘူးပေါ့နော်ကျမရဲ့ website မှာ register လုပ်တဲ့ဟာတော့ပထမလူရဲ့ website ထဲကိုရောက်သွားမှာတော့မဟုတ်ဘူးဒါပေမဲ့
ဒီပထမလူရဲ့ website နဲ့ပဲဆက်ရှိနေမှာဖြစ်တယ်ရက်60မကျော်မချင်းအဲ့ဒါလေးကိုအရင်ဆုံးအသိပေးခြင်းတယ်အဲ့တော့ကျမနဲ့ register လုပ်ခြင်းတယ်သွားခြင်းတယ်ဆိုတဲ့လူတွေလေရက်60မပြည့်တည်ဘူးဆိုလို့ရှိရင်ပေါ့နော်ခါလေကြာရင်ဘာဖြစ်လို့ဒီလိုပြောနေရတာလဲဆိုတော့ register လုပ်လာတဲ့လူတွေထဲမှာ system ထဲမှာရောက်မလာတဲ့လူတွေကျမကို messenger ကနေ register လုပ်ထားတယ်မြန်မာလိုလေ့လာခြင်းနဲ့ကျမနဲ့သွားချင်ပါတယ်ဆိုပြီးတော့ပြောနေပေမဲ့လည်း system ထဲမှာဆက်လိုက်တဲ့အချိန်မှာသူတို့ကမရှိနေပါဘူးမရှိတဲ့အချိန်မှာကျမအနေနဲ့ step by step ကိုညီဖို့ကကျမတို့ကအစီကံလိုက်နိုင်ရပါတယ်ဒီပေါ့နော် company ကဒီ rule တွေတတ်မှတ်ထားတဲ့စီကံလိုက်နာတဲ့အချက်တွေထဲမှာဒီတယောက်နဲ့ register လုပ်ထားပြီးသားလူတွေကိုကျမတို့ step by step လက်တွဲခေါ်လို့မရဘူးအဲ့ဒါကပထမ register လုပ်ထားတဲ့လူနဲ့ပဲဆက်သွားရမယ်ဆက်မတွားဘူးဆိုရင်လည်းရက်ပေါင်း60ပြည့်အောင်ဖြစ်ပြီးမှတာကိုကြိုက်တဲ့လူကိုရွေးချယ်လို့ရပါတယ်ဒါလေးကိုပွင့်လင်းမြင်သာစွာနဲ့ပြောပြတာပါအဲ့တော့တချို့ကလုပ်ပါတဲ့အမရဲ့ register လုပ်ထားပါတယ်ဆိုပြီးတော့ကိုတွေက system တွေကိုဝင်ရတာနဲ့မဝင်ဘူးလို့ပြောတဲ့စကားမဟုတ်ဘူးပေါ့နော်မိတ်ဆွေတို့အနေနဲ့ကြတော့နားမလည်ဘူးလေနော်ပထမတစ်ယောက်နဲ့ register လုပ်ထားတာမိကောင်းလဲမေးနေနိုင်တယ်အဲ့ဒါကြောင့်မို့နောက်တစ်ယောက်ထပ်ပြီးတော့ကိုတဘောကြတဲ့လူနဲ့လက်တွဲချင်ပေမဲ့ဒီမှာ register ကရက်ကောင်60မပြည့်ရတဲ့အတွက်စောင့်ရတာဖြစ်တယ်နော်အဲ့ဒါလေးကိုအသိပေးချင်တယ်အဲ့တော့ဒီ digital business ကိုစိတ်ဝင်စားတယ်ပေါ့နော်လုတ်ကင်ချင်တဲ့ဆိုတဲ့လူတွေအတွက်မေးတဲ့မေးခွန်းဘယ်လိုလုပ်ရမှာလဲဘယ်လိုစတင်ရမလဲဆိုတဲ့မေးခွန်းအတွက်ဒီနေ့ live လေးကအဆင်ပြေလိမ့်မယ်လို့ယူဆပါတယ်အဲ့တော့တကယ်တော့ဒီလိုပြောလာတဲ့လူတွေအကုန်လုံးmessage တွေကနေများစွာတော့ message တွေကနေဒီပေါ့နော် inquiry လုပ်တဲ့လူတွေအကုန်လုံး warmly welcome ပါ congratulation ပါကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်လေးလာချင်တဲ့စိတ်ရှိတာကိုကအဲ့အတွက်ပဲကျွန်မအရင်ဆုံး congratulation လို့အရင်ဆုံးပြောလို့ပါတယ်အဲ့တော့mindset တစ်ခုကိုယ့်ရဲ့အနာဂတ်ကိုတကယ်ချင်းချင်းဖြစ်ချင်တယ်အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုကိုအနာဂတ်အတွက်တကယ်တိဆောက်ထားခြင်းလို့တာလေကိုယ့်ရဲ့စိတ်မှာတစုံတစ်ခုဖြစ်သွားလို့တာလေလေးလာခြင်းနဲ့ဆိုတဲ့စိတ်ကစတင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စတင်တဲ့စိတ်ကိုဖြစ်တဲ့စိတ်ကိုလုံးဝအမြဲတမ်းကိုနဲ့ဆွဲမြဲမြဲကိုနဲ့အမြဲတမ်းတတိယနေပါကိုအမြဲတမ်းတတိနေရနေပါနောက်လာမဲ့9နှစ်ကြာရင်ကိုဘာဖြစ်ချင်တာလဲဘာမဖြစ်ချင်တာလဲကုန်ခဲ့တဲ့9နှစ်နဲ့လက်ရှိအခြေအနေကမနေ့က live မှာလည်းပြောခဲ့တယ်ပေါ့နော်ကုန်ခဲ့တဲ့9နှစ်နဲ့လက်ရှိအခြေအနေနဲ့ရောက်နေတဲ့အခြေအနေမှာဘာတွေအရန်ထူးခြားလာလဲကိုယ့်ရဲ့ဒီ financial freedom time freedom ကိုမရသေးရင်တော့အဲ့ဒီကိုသွားတဲ့နေရာအတွက်မျှော်လင့်ချက်တစ်ခုနေရာအတွက်တိဆောက်ထားတဲ့နေရာရှောက်နေတဲ့လမ်းတွေမှန်နေပြီလားဘယ်နေရာမှာအချိန်ပေးနေပြီလဲပေးမိနေတဲ့အချိန်တွေကတကယ်တန်တဲ့နေရာ right place right decision နဲ့သွားနေတာဟုတ်ရဲ့လားတကယ်စူးစမ်းမှုပါရဲ့လားတကယ်စစ်မှန်ရဲ့လားအနာဂတ်အတွက်စိတ်ချရတဲ့ income မျိုးနေရာမှာရှိရဲ့လားတချို့တွေကအဲ့ဒီမေးခွန်းကိုပြောတဲ့အချိန်မှာအနာဂတ်အတွက်ရတဲ့စိတ်ချရတဲ့ income ဆို income တွေ wall ကနေဝင်နေတဲ့နေရာမှာလားလို့ပြောတယ်ထင်တယ်မဟုတ်ဘူးအနာဂတ်အတွက်လည်းကိုကကြာလာတဲ့ညအချိန်လွတ်လပ်မှုပိုရလာရမယ်ပစ္စံရှာရင်းနဲ့ပဲအချိန်ကုန်နေတာမျိုးနဲ့ရာတက်ပံပေါ့နော်နေဝင်ချိန်ရောက်သွားတာမျိုးမဟုတ်ပဲနဲ့ဒီဘဝဒီကိုရှောက်လန်းထားတဲ့ကိုကရွေးချယ်ထားတဲ့ career life career တခုမှာရွေးချယ်ရင်းနှီးမြှုပ်နှံပြီးစူးစမ်းရင်းနဲ့ကိုကကြာလာလေ income တိုးလာပြီးတော့လူကပိုအားလက်လာရမယ် passive income ပေးတာမျိုးဖြစ်ရမယ်အဲ့ဒါမျိုးဟုတ်သလားဖြစ်သလားအဲ့ဒါလေးတွေကိုပြန်စမ်းစစ်ရင်းနဲ့စတင်လေးလာခြင်းတဲ့လူတွေစပြီးတော့ဒီ business ကိုလုပ်ချင်တဲ့လူတွေအတွက်ဒီ video လေးကိုဒီနေ့ပေါ့နော်အခြား title နဲ့မပြောဘဲနဲ့ sharing လုပ်ပေးတာဖြစ်တယ်အဲ့တော့အားလုံးပဲ warmly welcome ပါအာယုံစုဆိုင်လေးလာမှုနဲ့လေးလာပါလို့မှာချင်ပါတယ်ကျမ2019ကုန်20မှာတော့အာယုံမစူးစိုက်ခဲ့လို့ဒီ digital business ရဲ့အရန်ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုအစောကြီးစူးစမ်းခွင့်ရှိပါရဲ့အစောကြီးခန်းစားစံစားနိုင်ခွင့်ရှိပါရဲ့နဲ့ကျမအာယုံမစိုက်ခဲ့လို့နောက်ပြန်ဆုတ်ခဲ့ပြီး$149ကိုရက်30မပြည့်ခင်ပြန်ထုတ်ယူခွင့်ရှိတဲ့အပေါ်မှာပြန်ထုတ်ယူခဲ့တဲ့သူတူဖြစ်တယ်ကျမဒီအဲ့တော့ကျမ2နှစ်ခွဲ3နှစ်နောက်ကျခဲ့ပါတယ်အဲ့တော့မိတ်ဆွေတို့အားလုံးကိုဒါမျိုးမဖြစ်ရအောင်လုံးဝမလှုပ်ချင်တော့လို့ပေါ့နော်စိတ်မဝင်စားလို့နောက်ပြန်ဆုတ်တာ it's okay ပါအားလုံးကကိုရွေးချယ်တဲ့ဘဝကိုပျော်ဖို့လိုပါတယ်အဲ့တော့ဒါပေမဲ့ရွေးချယ်မယ်ဟိဆိုရင်ဘာလဲဆိုတာလဲကိုဆုံးဖြတ်ရခက်တယ်မဖြစ်အောင်လို့တ
တေချာအာယုံစူးစိုက်လေးလာပါလို့ပြောချင်တယ်တေချာအာယုံစူးစိုက်လေးလာနေတဲ့ဒူတွေအကုန်လုံးကိုလည်းနောက်ထပ်ပြောချင်တာတစ်ခုကတော့အရန်ကြိုက်တယ် digital business ကိုယင်းနှနှစ်နှံချင်တယ် digital business ကိုဘယ်လိုလုပ်ရမလဲမသိဘူးဆိုပြီးတော့စိတ်ထဲမှာဇဝေဇဝါဖြစ်တယ်ကောင်းမှန်းလဲသိတယ်အားသာချက်တွေကိုလည်းလက်မလွတ်ချင်ဘူးဆိုရင်တော့ကိုဖြေထုတ်နိုင်အောင်လို့ကျမရဲ့မေးဆဲလီအန်ယူ digital business page မှာ Facebook page မှာတွားပြီးတော့အပိုင်း1 2 3 4 5 6ဆိုပြီးတွားရှင်းပြထားတာရှိပါတယ်အဲ့ဒီမှာတွားပြီးတော့အစင်စင်လေးလာပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ်တိုင်ဒီ digital business မှာရင်းနှီးမြှုပ်နှံချင်လားမမြှုပ်နှံချင်လားဆိုတဲ့ right decision make decision ချနိုင်ပါလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့နုနုရေမင်္ဂလာပါရှင်ဘာလို့ရတာလဲရှင်တဲ့ဟုတ်ကဲ့ပါဒီနေ့ပေါ့နော်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးအခု sharing လုပ်ပေးနေတာဖြစ်တယ်ပေါ့နုနုရေနော်welcome ပါဒီဟာကလေဒီမေးခွန်းလေးကအဲ့ဘာလို့ရတာလဲရှင်ဆိုတဲ့ဟာလေးကလေဒီ4 5 6ရက်အတွင်းမှာအများကြီးရတယ်အဲ့ message တွေစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဘာလို့ရတာလဲဆိုတော့ကျမတယောက်ချင်းစီကိုလည်းတန်ဖိုင်လေးတွေနဲ့ကွာစာရေးပြီးတဲ့ကောပေါ့နော်အားလုံးကို Messenger ကနေတယောက်ကိုမှပြက်ကွက်မှုကြံရှိမှုမရှိရအောင်အကုန်လုံးကို reply လုပ်ပေးတယ်ဒါမဲ့ live ကလေးနဲ့လုပ်ပြီးရှင်းပြဖို့စုပ်ဖြတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့တူးချင်းစီကိုတပြောတဲ့အပေါ်မှာအချိန်လဲပေါ့ save မဖြစ်တာတကြောင်နောက်ပြီးတော့ထပ်သိချင်တဲ့လူတွေလဲပေါ့နော်တည်သွားအောင်လို့ဆိုတဲ့အကြောင်းပေါ့နော်လုပ်ငန်းအကြောင်းဘာအလုပ်လဲတည်ဖို့ရတေချာအာယုံစိုက်လေ့လာပါလုပ်ငန်းအကြောင်းရှင်းပြတဲ့မိနစ်60ဗီဒီယိုကိုကိုယ့်ရဲ့ name ကိုယ့်ရဲ့ email address လေးကိုအခုဒီက www. ဆိုပြီးအဝါရောင်လေးနဲ့ပြထားတဲ့ website မှာသွားပြီး register လုပ်ပြီးတော့ဒီလုပ်ငန်းအကြောင်းရှင်းပြတဲ့မိနစ်60ဗီဒီယိုလေးကိုစတင်လေ့လာလို့ရပါပြီမြန်မာလိုပဲလေ့လာခြင်းနဲ့ဆိုရင်လည်း register လုပ်ပြီးအကြောင်းကြားပေးဖို့ပေါ့နော်ကျမကို Messenger ကနေလာပြောပေးတယ်ဆိုလို့ရှိရင်ကျမမြန်မာလိုလေ့လာလို့ပို့ပေးပါမယ်ဒီ information တွေဒီ live ထဲမှာပြောပြီးပြီဖြစ်တဲ့အတွက်ဒီ live လေးပြီးသွားရင်လည်းမနုနုအနေနဲ့အစအနေပြန်နားထောင်ကြည့်တယ်ဆိုရင်အဆင်ပြေမှာပါပေါ့နော်အဲ့တော့လေ့လာခြင်းတဲ့လူတွေအကုန်လုံးဘာလို့ရတာလဲဆိုတာကိုသိကျင်တဲ့လူတွေအကုန်လုံးဘယ်လိုစတင်ရမလဲဆိုတာကိုသိကျင်တဲ့လူတွေအကုန်လုံးကဒီ video ကအများကြီးထောက်ကူဖြစ်လိမ့်မယ်လို့ပေါ့နော်မျှော်လင့်နေအဲ့ဒါကြောင့်တူးချင်းစီ welcome ပါနောက်တခြား live တွေမှာလည်းမတူညီတဲ့ခေါင်းစဉ်လေးတွေနဲ့ပြန်တွေ့ကြပါဦးမယ်အားလုံးပဲပေါ့နော်နောက်မှပြန်ကြည့်မဲ့လူအကုန်လုံးကိုလည်း thank you so much ပါ love you all ပါ see you all ပါ bye bye ပါအဲ့တော့ထပ်ပြီးမေးလာခဲ့တဲ့လူရှိရင်လည်းကျမအနေနဲ့ဒီ video link လေးကိုပေါ့နော်ဒါလေးနားထောင်ကြည့်ပေးပါနော်ဆိုပြီးတော့ချပေးပါမယ်အဲ့ဒါဆိုရင်တော့ပို့အဆင်ပြေလွယ်ကူလိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်တေချာလေးဒီ video လေးနားထောင်လိုက်ရင်ဘာလုပ်ရမလဲဆိုတဲ့ processing လေးသိသွားမယ် thank you ပါ see you ပါ bye bye ပါ